New Zealand resident visa ကို skill migrant category pathway ကနေပြီးတော့ရှောက်မဲ့သူတွေအတွက် job description လို့ခေါ်တဲ့ JD ကဘယ်လောက်အရေးကြီးလဲဘာတွေအရေးကြီးလဲဘာကြောင့်အရေးကြီးလဲဆိုတာကိုသိချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ဆက်ကြည့်လိုက်နော် Hello people, this is Crystal. ဒီနေ့ဗီဒီယိုလေးမှာတော့ New Zealand resident visa ကို skill migrant category pathway ကနေပြီးတော့ရှောက်ခဲ့တဲ့ Crystal ရဲ့အတွေ့အကြုံနဲ့ Crystal ကို my people တို့တွေအမေးများတဲ့ resident visa ရှောက်ခြင်းနဲ့သက်ဆိုင်တဲ့မေးခွန်းတွေကို Crystal ရဲ့ personal experience ကနေပြီးတော့မှ relate လုပ်ပြီးတော့ပြန်လည်ဖြေကြားသွားပေးမှာဖြစ်ပါတယ်ရှင်ဒီဗီဒီယိုကို disclaimer အနေနဲ့ Crystal 2026 January မှာပြောထားတာဖြစ်တယ် Crystal တို့ resident visa ရှောက်ခဲ့တာက2025 July မှာရှောက်ခဲ့တာဖြစ်တယ်ဘာဖြစ်လို့ disclaimer ထည့်ပြောလိုက်ဆိုရင်2026 August နောက်ပိုင်းမှာဆိုလို့ရှိရင် resident visa ရှောက်တဲ့ rules တွေကပြောင်းလဲမှာဖြစ်တဲ့အတွက် disclaimer ထည့်ပြောရခြင်းဖြစ်တယ် so let's get it started New Zealand resident visa ကို pathway နှစ်ခုနဲ့ရှောက်လို့ရတယ်တစ်ခုက skill migrant category pathway SMC လို့ခေါ်တယ်နောက်တစ်ခုက straight to resident လို့ခေါ်တယ် Crystal တို့က skill migrant category pathway ကနေပြီးတော့6 point claim ပြီးတော့မှ resident visa ကိုရှောက်ခဲ့တာဖြစ်တယ်အဲ့ဒီတော့6 point ရရုံနဲ့ resident visa ရှောက်လို့ရပြီလားမရသေးပါဘူး6 point အပြင်ကို village job offer ရှိထားပြီးတော့or ဒါမှမဟုတ်ရင်အလုပ်လုပ်နေတဲ့သူဖြစ်ရပါမယ်ဆိုတော့ဘယ်လို job offer မျိုးဖြစ်ရမလဲဆိုရင်ဒီ accredited employer စီကနေပြီးတော့နှစ် ANZESCO skill level 1 to 3ရှိထားလို့ရှိရင်3 medium wage မိတဲ့အလုပ်4တစ်ပတ်ကိုနိုင်30နှစ်အထက်ရရှိထားတဲ့အလုပ်ဖြစ်ရပါမယ်ဒီနေရာမှာ Crystal က ANZESCO skill level 1 to 3ကိုပဲ Crystal ရဲ့ personal experience နဲ့ relate လုပ်ပြီးတော့ပြောပြပေးသွားမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင် ANZESCO skill level 4 and 5လည်းရှိသေးတယ်။ဒါတွေကကြတော့ medium wage ကိုမှ 1.5 တဆခွဲဒါမှမဟုတ်2ဆလကရထားတဲ့အလုပ်ဖြစ်ရမယ်ပေါ့နော်။ဆိုတော့ဒီဗီဒီယိုလေးမှာတော့ Crystal focus ပြောမှာက ANZESCO level skill 1 to 3ရှိထားတဲ့အလုပ်တွေနဲ့ပဲပတ်သက်ပြီးတော့ Crystal က personal experience နဲ့ relate လုပ်ပြီးပြောသွားမှာဖြစ်ပါတယ်။ Crystal တို့ resident visa ရှောက်ခဲ့တဲ့ timeline ကိုလည်း Crystal ရဲ့ page မှာ share ပေးဖို့ရှိတယ်။ဒါလေးကိုလည်း Crystal comment မှာ link ချထားပေးမယ်ပေါ့နော်။ဆိုတော့ SMC ကနေပြီးတော့ရှောက်မယ်ဆိုလို့ရှိရင် expression of interest လို့ခေါ်တဲ့ EOI အရင်တင်ရတယ်။ and အခုနောက်ပိုင်းမှာ EOI ကို system နဲ့စစ်တာဖြစ်တဲ့အတွက်ကိုက requirement တွေပြည့်မီနေရဆိုလို့ရှိရင် invitation ရဖို့ရအတွက်ချက်ချင်းရတယ်ပေါ့နော် it literally takes 2 seconds ဆိုတော့ EOI ရတာနဲ့ကိုကapplication submit လုပ်လို့ရပြီဖြစ်တယ်ဒီနေရာမှာ Crystal က personal experience အရာပေါ့နော် EOI မတင်ခင်မှာကို့မှာရှိရမယ် documents တွေကိုစပြီးစုထားဖို့ရအကြံပေးခြင်းတယ်ဘာဖြစ်လို့လဲဆိုရင် Crystal တို့တုန်းကပေါ့နော် Crystal က EOI စောင့်နေရင်းနဲ့မှာ invitation စောင့်နေရင်းနဲ့မှာဒီ documents တွေကိုပြင်မယ်ဆိုပြီးတော့စီစဉ်ခဲ့တဲ့အတွက်ကြောင့်မို့လို့မလိုအပ်ဖြစ်နေအချိန်ကြာသွားတာမျိုးဖြစ်တတ်တယ်ဥပမာအဖြစ် police certificate စင်ကာပူကနေ police certificate ယူမဲ့သူတွေကတော့သူက system နဲ့လောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ပတ်အတွင်းပေါ့နော်တစ်ပတ်10ရက်အတွင်းမှာစင်ကာပူ police certificate ရနိုင်တယ်။ Australia ကနေပြီး police certificate ယူမဲ့သူတွေကတော့ Crystal ဒီနေရာမှာအကြံပေးချင်တာက police certificate Australia ရဲ့ police certificate ယူရင် name and fingerprint check နှစ်ခုစလုံးကိုယူပါCrystal က Crystal ကမသိခဲ့လို့ပေါ့နော်အဲ့မှာမကြသိမနဲ့အချိန်ကြာသွားတာရှိမယ်ပြီးတဲ့အခါမှာ Australia က police certificate က request လုပ်တဲ့အခါမှာphysical mail နဲ့ပို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ mail ပို့ဖို့ရအတွက်လည်းအချိန်ကြာတယ်သူရဲ့ processing ကလည်းအချိန်ကြာတယ်ပေါ့နော်ဒါကတော့ police certificate အကြောင်းဖြစ်တယ်နောက်တစ်ခုက English requirement ဒီမှာအကြောင်းပြတဲ့သူတွေအတွက်ကတော့ English ပြစရာမလိုဘူးအကယ်၍ partner က English requirement လိုအပ်မယ်ဆိုလို့ရှိရင် PTE or IELTS စာမွေးဖြေထားပြီးတော့ပါစက်ကိုကြိုယူထားပါနံပါတ်3အနေနဲ့ကတော့ medical checkup နှစ်အတွင်းမှာ medical checkup တင်ထားဖို့လဲဆိုရင်တော့ထပ်ပြီးတင်ကြမလို့ဘူးအကယ်၍ကိုယ့်ရဲ့ medical checkup ကနှစ်ကျော်နေပြီဆိုလို့ရှိရင်တော့ medical checkup လည်းပြန်ပြီးလုပ်ဖို့လိုရမယ်ပေါ့နော်ဆိုတော့ EOI မတင်ခင်မှာလဲကိုပြင်ဆင်ရရှိတဲ့ document တွေကိုပြင်ထားပါ and အဲ့ချိန်မှာ invite ရတာနဲ့ချက်ချင်းကိုယ့်ရဲ့ application submit လုပ်ရမယ်ပေါ့နော် EOI တင်ပြီးလို့ invitation ရတဲ့အခါမှာသူတို့ကတန်3လပေးထားတယ်3လအတွင်းမှာတော့ submit လုပ်ခွင့်ရှိတယ်ပေါ့ဆက်ပြီးတော့ EOI တင်တဲ့အခါမှာအရင်ရေးကြည့်တဲ့ JD job description အကြောင်းကိုပြောပြမယ် EOI တင်တဲ့အခါမှာကိုယ်မှာရှိတဲ့ main applicant ရဲ့ job title or job role နဲ့ဒီ ANZESCO website မှာဖော်ပြထားတဲ့ ANZESCO skill level 1 to 3 job title role နဲ့ claim လုပ်ပြီးတော့တင်ရတယ်အကယ်၍ကိုယ့်ရဲ့ title က ANZESCO မှာ direct ပါနေတဲ့ title ဆိုရင်တော့ very straightforward ဖြစ်တယ်အကယ်၍ကိုယ့်ရဲ့ title က ANZESCO ရဲ့ title နဲ့
မတူညီနေဘူးဆိုလို့ရှိရင် very similar ဖြစ်တဲ့ title ကို job title job role ကို claim လုပ်ရတယ်ဒီ claim လုပ်တဲ့နေရာမှာ job description ကိုအသေးစိတ်ဖတ်ပြီးတော့very similar ဖြစ်တဲ့အလုပ်ကိုရှာပြီးတော့မှ claim လုပ်ရတာဖြစ်တယ်ဆိုတော့ဒီ job description ကိုလည်း ANZ website ကပေးထားတဲ့ area လို့ခေါ်တယ် ANZ scope မှာသွားပြီးတော့ကြည့်ရမယ်ဥပမာအနေနဲ့ပြောကြမယ်ကိုလုပ်နေတဲ့အလုပ်ကိုလုပ်နေတဲ့ job title က production supervisor ဖြစ်ပြီးတော့ ANZ scope မှာဒီ production supervisor role မရှိဘူးဆိုလို့ရှိရင် very similar ဖြစ်တဲ့ title production manager role ကို claim လုပ်ရတယ်ဒီ claim လုပ်တဲ့နေရာမှာ production manager ရဲ့ job description ကိုဖတ်မယ်ပြီးတဲ့အခါမှာကိုယ်မှာရှိပြီးသား job description ကိုဖတ်မယ်ဒီနှစ်ခုက match ဖြစ်ဖို့အရင်ရေးကြည့်ပါတယ်ဘာဖြစ်လို့အရေးကြီးလဲဆိုရင် ANZ ကဒီ job description ညီရဲ့လားကိုက်ညီရဲ့လားသူ claim တာမှန်ရဲ့လားဆိုတာကို check တဲ့အတွက်အရေးကြီးတာဖြစ်ပါတယ်အကယ်၍မကိုက်ညီနေဘူးဆိုလို့ရှိရင် very similar ဖြစ်တဲ့တခြား position ကို claim လုပ်ပါ or ကိုယ့်ရဲ့ employer နဲ့စကားပြောပြီးတော့ job description ကို tailor လုပ်ဖို့ပြောင်းဖို့ညှိဖို့လိုအပ်ပါလိမ့်မယ်ဆိုတော့ job description ပေါ်မှာကြည့်လို့ရမယ်ဆိုရင်ကိုယ့်ရဲ့ employment contract မှာတချို့ကပါတယ် job description ဆိုပြီးတော့ဖော်ပြပေးထားတယ် or တချို့ကကြတော့ separate form နဲ့မှာ job description JD ဆိုပြီးတော့အသေးစိတ်ပေးထားရှိတယ်အကယ်၍ကိုယ့် employer ကမပေးထားဘူးဆိုရင်အဲ့ဒါကိုတောင်းဖို့လိုအပ်ပါလိမ့်မယ်ဒါကတော့ skill migrant category pathway ကနေပြီး resident visa လျှောက်ခဲ့တဲ့ Chris ရဲ့ experience တွေဖြစ်တယ်တိထားတဲ့အကြောင်းအရာတွေဖြစ်တယ် and ဆက်ပြီးတော့မှ Chris ကိုအမေးများတဲ့မိကုန်းတွေကို Chris ဖြေသွားပေးမှာဖြစ်တယ်အများဆုံးမိတာကဘယ်လောက်ကြာလဲကြာတာတယောက်နဲ့တယောက်မတူ different scenario ဖြစ်တဲ့အတွက်ကြောင့်မလို့ case by case basic ပဲသူတို့အချိန်ယူသလောက်ကြာတယ်ပေါ့ ANZ website မှာတော့ Chris တို့လျှောက်တော့ဆိုရင် 8.5 weeks လို့ပြောထားပေမဲ့အဲ့ထက်ပိုကြာတယ်နောက်ပြီးတော့ဗာမိကုန်းမေးမလဲဆိုရင်ဒီ skill migrant category pathway ကနေပြီးတော့ resident visa လျှောက်ထားတဲ့အချိန်မှာအလုပ်ပြောင်းလို့ရလား main applicant အလုပ်ပြောင်းလို့ရလားအဖြေကရတယ်ကို့မှာနောက်ထပ် village job offer ဒီလိုမျိုးကို claim ထားတဲ့ role အတိုင်း job offer ရှိထားမယ်ဆိုလို့ရှိရင်တော့ပြောင်းလို့ရတယ် but ပြောင်းလို့ရှိရင်အချိန်ပိုကြာသွားမယ်ပေါ့ကိုယ့်ရဲ့ application ကိုအစားနဲ့ပြန်ပြီးတော့သူတို့ကစစ်ဆေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်ပိုကြာသွားမယ်နောက်ထပ်မေးခွန်းက additional document အနေနဲ့ဘာတွေထပ်တောင်းလဲဆိုတော့ပထမဆုံးတောင်းတာက Chris ရဲ့ Australia က police check name and fingerprint police check ပေါ့နော်အဲ့ဒါကိုထပ်တောင်းတယ်ဒါက Chris တင်တဲ့အခါမှာ Chris name check ပဲတင်ခဲ့တဲ့အတွက်ကြောင့်မို့သူက police check ကို name and fingerprint check ဆိုပြီးတော့ထပ်တောင်းတယ်ပြီးတဲ့အခါ main applicant ကိုဒေစာရဲ့ documents တွေထပ်တောင်းတာက INZ form 1200ထပ်တောင်းတယ်ဒါတင်တော့လည်း INZ form 1200ထည့်ပြီးတင်ပေးခဲ့ရပဲဒါလည်းထပ်တောင်းတာပဲ travel visa လျှောက်တော့လည်း INZ form 1200တောင်းတယ် post study work visa လျှောက်တော့လည်းထပ်တောင်းတယ်အခု resident visa လျှောက်တော့လည်းထပ်တောင်းတယ်ဆိုတော့လျှောက်ဖို့အစီအစဉ်ရှိရဆိုလို့ရှိရင် INZ form 1200ကိုလည်းပြင်ထားပါအဲ့မှာအချိန်ကြာတာက travel history ရေးတဲ့အခါမှာလည်းအချိန်ကြာနိုင်တယ်ပြီးတော့နောက်ထပ်ဘာတွေထပ်တောင်းလဲဆိုရင် main applicant ရဲ့ educational transcript တွေထပ်တောင်းတယ် certificate and transcript တွေထပ်တောင်းတယ်တင်ပြီးသားကိုပဲထပ်တောင်းတယ်ပြီးတဲ့အခါမှာ current job employer ရဲ့ contract ပေါ့နော် current job contract and job description ထပ်တောင်းမယ်ပြီးတဲ့အခါမှာအရင်တုန်းကလုပ်ခဲ့တဲ့အလုပ်မှန်သမျှရဲ့ service letter ဆိုတာကကိုကအရင်ကဒီ company မှာဒီ position နဲ့ဘယ်လောက်ကနေဘယ်တော့ကနေဘယ်တော့ထိဘယ်လောက်ကြာအောင်လုပ်ခဲ့ပါတယ်ဆိုတဲ့ employment letter ပေါ့နော်employment company ရဲ့ service letter တွေကိုထပ်တောင်းတယ်ဒီအခါမှာ CV form current CV form ထပ်တောင်းတယ် additional document အနေနဲ့တော့သူတို့ထပ်တောင်းလာတာအဲ့ဒါတွေပဲဖြစ်တယ်ဒီအခါမှာ Chris တို့တော့ဆိုရင် Chris ကအစပိုင်းပေါ့နော်နှစ်ယောက်စလုံးက AC ပဲအချိန်တန်သူတို့လိုရရှိထပ်တောင်းလိုက်မယ်ဆိုပြီးတော့ထိုင်ဆောင်နေကြတာပေါ့ visa ဒီ INZ က officer assign လုပ်ပြီးတဲ့အခါမှာ officer ကဒီဟာကို ongoing processing မှာဆိုပြီးတော့သူလိုအပ်တဲ့ documentation ထပ်တောင်းလာရပေါ့အဲ့နောက်ပေါ်မှာကိုယ့်ဘက်ကနေပြီးဆက်ပြီး follow up လုပ်တာပဲမရှိခဲ့ဘူးဒီတိုင်းပဲထားလိုက်တယ်ပေါ့နောက်ဆုံးမှာ good friend from my Facebook page Tricky we က Chris နဲ့စကားလာပြောတဲ့အခါမှာ Chris နေတော့ဖုန်းဆက်ပြီးတော့နည်းနည်း push လုပ် follow up လုပ်ဆိုပြီးတော့သူကတတိပေးရဲ့အခါကျတော့မှ Chris စပြီးတော့ INZ ကို follow up လုပ်တယ်ပေါ့အဆင်ပြေလားဘာတွေလိုသေးလဲဘယ်ဆင်းရောက်နေပြီလဲပါလဲတကယ်တော့ source ရက်ကိုကလုပ်ရမှာနည်းနည်း rush ဖြစ်ခဲ့ဘူးပေါ့ so shout out to Tricky thank you so much so yeah တချို့ officer တွေကတော့ email reply လုပ်ရတာကြိုက်တယ် Chris ရဲ့ officer ကတော့ email သိပ်ပြီး reply မလုပ်ဘူးတခုဆိုရင်သူကဖုန်းခေါ်တယ်ဆိုတော့နောက်ပိုင်းကိုကတိသွားတဲ့ခါကျတော့ကိုလည်းတခုဆိုရင်ဖုန်းခေါ်ပြီးတော့စကားပြောရင်းနဲ့ friend အောင်ဖြစ်နေပြီသူဟေးဘလို့ချင်းနေရှိနေပြီလဲဘာတွေလိုအပ်သေးလဲငါတို့ခရီးသွားစရာရှိတယ် passport ပဲတော့ပေးရမလဲစသဖြင့်ပေါ့နော်ဒီလိုမျိုး follow up တွေလုပ်ပြီးတော့မှ check လုပ်ရင်တော့ပို့ပြီးတော့ processing ကအမြန်မယ်လို့ထင်ရတယ်နောက်တစ်ခု third party check အကြောင်းပြောကြမယ် Chris ကိုလည်းလာမေးကြတယ်သူတို့က third party check ကိုရောက်နေပြီဘယ်လောက်ကြာမလဲဆိုတော့ third party check ဆိုတာဘာလဲအရင်ပြောမယ် third party check ဆိုတာကဒီ
immigration officer ကနေကိုယ့်ရဲ့ application ကိုစစ်ပြီးသွားတဲ့အခါမှာဒီ documents တွေဒီ data တွေအကုန်လုံးကို INZ မဟုတ်တဲ့တခြား party တစ်ခုပေါ့နော်သူတို့ကို security အရာပေါ့နော်ဒီ police certificate တွေကိုယ့်ရဲ့ data တွေဒီ claim ထားတဲ့အလုပ်အကြောင်းတွေဒါတွေကမှန်ကန်ရလားဆိုတာကိုစစ်ခိုင်းတဲ့ stage ဖြစ်တယ်ပေါ့နော်ဒါကိုလည်းတော်တော်များများ application တွေမှာ go through လုပ်ရတယ် immigration officer ကိုယ်တိုင်လည်း third party check ဘယ်လောက်ကြာမယ်ဆိုတာမသိနိုင်တယ်လို့ applicant တွေကလည်းမသိနိုင်ဘူးဆိုတော့ third party check မြန်ဖို့ရာအတွက်ကတော့ဖျားရှိကိုဖို့ပဲရှိတယ် so yeah that's all about third party check and we have to go through that as well so ဒီ resident visa လျှောက်တဲ့ SMT ပါသူရနေလျှောက်တဲ့ stage by stage လေးကို crystal conclusion အနေနဲ့ပြပြမယ်ပထမဆုံးကိုမှရှိတဲ့ documents တွေကို gather လုပ်မယ်ပြီးတဲ့အခါမှာ EOI submit လုပ်မယ် EOI submit လုပ်ပြီးလို့ invitation ရလာတဲ့အခါမှာကိုယ့်ရဲ့ application ကို submit လုပ်မယ် application submit လုပ်ပြီးသွားလို့ရှိရင်သူတို့ဘက်ကနေပြီးတော့ officer assign လုပ်တယ် INZ ကပေါ့နော် INZ officer assign လုပ်ပြီးသွားလို့ရှိရင်ဒီ officer ကလိုအပ်တဲ့ documents တွေကိုကိုယ်ဆက်သွယ်လာပြီးတော့မှထပ်တောင်းတာရှိမယ်ဒီ officer ကဒီ assessment ပြီးသွားပြီဆိုလို့ရှိရင်သူက third party check stage ကိုပို့တယ် third party check stage ပြီးသွားပြီ pass ဖြစ်သွားပြီဆိုလို့ရှိရင် next stage အနေနဲ့က QC ဆိုတဲ့ stage တစ်ခုရှိသေးတယ်ဒီ QC ကကြတော့သူတို့ရဲ့ INZ ကပဲတခြားသူတယောက်ကနေပြီးတော့ second check အနေနဲ့ချက်တာပေါ့နော် QC ပြီးသွားပြီဆိုလို့ရှိရင် approve in principle ပေါ့ AIB letter ပို့ပေးတယ် AIB letter ပြီးသွားတဲ့အခါမှာ passport INZ ကိုပို့ပေးရတယ် mail လုပ်ပေးရတယ် passport ပေးပြီးသွားတဲ့အခါမှာသူတို့ဘက်ကနေပြီးတော့ resident visa ချပေးရပေါ့နော်ဒါကတော့ crystal ဖြတ်တန်းခဲ့ရတဲ့ဒီ skill migrant category pathway ကနေပြီးတော့ resident visa လျှောက်ခဲ့တဲ့ experience တွေပဲဖြစ်ပါတယ်အဲ့တော့ SMC နဲ့ပတ်သက်ပြီးတော့ resident visa လျှောက်ချင်တဲ့ mind people တို့တွေတခြားသိချင်တဲ့မေးခွန်းတွေရှိလို့ရှိရင်လည်း comment မှာချပေးခဲ့ပါ and yeah thank you so much for watching my video and I'll see you in the next one. Ta-da!